ကျွန်တော်ရဲ့စစ်ဆက်ထားတဲ့သူကကျွန်တော်ရဲ့မီးဖြစ်လာပြီးတဲ့နောက်မှာတော့ဗက်လိုက်တက်တဲ့အဖေဖြစ်သူစီကနေကျွန်တော်ငွေဘီလီယံ20ညစ်ထုတ်ပြီးနာကျင်စရာကောင်းတဲ့ဖူချက်ပြည်နယ်ကနေထွက်ခွာလာခဲ့တယ်ပြီးတော့ဒါကိုကျွန်တော်ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်လိုက်တယ်ကျွန်တော်ရဲ့စစ်ဆက်ထားတဲ့သူကကျွန်တော်အကူနဲ့နောက်ကောက်ကျသွားပြီးမင်းတို့ရဲ့ဒီကောင်လေးကတော့လူပြိုကြီးဖြစ်သွားပြီဖြစ်တယ်လို့အားလဲအားနေပါတယ်တဲ့အဲ့ဒီပုံကကျွန်တော်ပတ်ဆက်အမြောက်များအကုန်ကြခံပြီးရိုက်ထားတဲ့အမိုက်စာပုံတစ်ပုံမှာနောက်တစ်စက္ကန့်မှာပဲသူမရဲ့တငယ်ချင်းအရင်ခောက်တုံးကသူမစီဖုန်းဆက်ပြီးလုံးဝတန်တရားဝင်စွာနဲ့မေးတော့တာပဲချန်ပီယူနင်းတကယ်ပြောနေတာလားဖုန်းရွှေကအလောက်တောင်လန်းတာကိုဘယ်မိမမဆိုသူ့ကိုကြွေကြမှာပဲငါတော်သူ့ကိုမနှဲထိတ်နေရတာနင်ကသူ့ကိုလူပြိုကြီးအဖြစ်အလုပ်ပေးလိုက်တာလားတဲ့ကျွန်တော်ထွက်သွားပြီဆိုတာကိုချန်ပီယူကြားလိုက်ရတဲ့အခါမှာတော့သူမစိတ်လွတ်သွားပြီးသူမရဲ့အတွင်းရေးမှုကိုကျွန်တော်ဘယ်မှာလဲဆိုတာစစ်ဆေးခိုင်းပါတော့တယ်ဒါပေမဲ့အဖြေကတော့ကျွန်တော်တိုင်းပြည်ကနေထွက်ခွာသွားခဲ့ပြီဆိုတာပါပဲမမချန်မမရဲ့အဆင့်တန်းနဲ့ဆိုရင်တိုင်းပြည်ကနေထွက်ခွာခွင့်မရှိပါဘူးဒီတစ်ချိန်မှာတော့သူကမမနဲ့တကယ်ပဲလမ်းခွဲလိုက်ပြီးထင်တဲ့ချန်ပီယူရဲ့မျက်မှုတွေကျင်းမြောင်းသွားခဲ့တယ်သူမကလပ်မှာရှိခဲ့တဲ့အဲ့ဒီနေ့ကအကြောင်းနဲ့သူမရဲ့တငယ်ချင်းတွေနဲ့စကားပြောခဲ့တာတွေကိုရုတ်တရက်တတိယသွားခဲ့တယ်ပူယူနေ့ရဲ့အချစ်အတိုက်မြုံလေးတွေကနေခုလေးတင်ထွက်လာတာလားဖုံးရွှေကပုံမှန်ဆိုရင်ဘသူ့ကိုမှဂယုမဆိုင်တယ်လို့အရန်လဲပြတ်တုတက်ပြီးထိရခတ်တာဒါပေမဲ့နေ့နားကြရင်ဘာလို့အဲ့လောက်တောင်နူးညံ့ပြီးဆွဲဆောင်မှုရှိနေရတာလဲငါတောင်စိတ်လှုပ်ရှားမိတယ်နင်တို့ဘယ်တော့လက်ထက်ကြမှာလဲတဲ့ကျွန်တော်ရဲ့ခြေလမ်းတွေတုံးဆိုင်သွားခဲ့ပြီးကျွန်တော်နှလုံးသားတစ်ခုလုံးပျောက်ပျက်ဖြစ်ကမျောလင်းချက်တွေနဲ့ပြည့်နှက်နေခဲ့တယ်ဒါပေမဲ့ကျွန်တော်ကြားလိုက်ရတာကတော့ပျော်ယုံတက်ပါပဲလက်ထက်ဖို့ကဘာအတွက်လဲတဲ့သူမရဲ့လေတံကအရန်ကိုပေါ့ပေါ့ပပပါပဲအဲ့ဒီစကလုံးနှဲငယ်ကပေါ်ပါနေတယ်လို့ထင်ရပေမဲ့ကျွန်တော်အတွက်ကတော့ကျွန်တော်နှလုံးသားထဲကိုတက်ထိုးဆိုင်လိုက်တဲ့အစိတ်လူးသားမြောင်နေလို့ပါပဲအဲ့ဒီအချိန်မှာပဲတိတန့်အခန်းထဲကအခြေအနေကထူးဆန်းတဲ့တိတ်ဆိတ်မှုတွေကိုကြားရောက်သွားခဲ့ပြီးသူမရဲ့တငယ်ချင်းတွေတောင်လုံးဝဆုံးသွားခဲ့ကြတယ်အချိန်ဘယ်လောက်ကြာတော့မှမသိရပြီးနောက်မှာတော့တယောက်ယောက်ကအခြေအနေကိုတတိထားပြီးတိတ်ဆိတ်မှုကိုနောက်ဆုံးမှာဖြိုခွင်းလိုက်ပါတယ်မဖြစ်နိုင်တာချန်ရဲ့3နှစ်တောင်ရှိသွားပြီးဥစ္စာနင်ကလွတ်ထွက်သွားတဲ့လူတယောက်ကိုပဲဆွဲကင်ထားတော့မဲလားလွတ်ထွက်သွားတဲ့လူတယောက်လားတဲ့ကျွန်တော်ခေါင်းထဲမှာအုံထသွားပြီးစိတ်တွေဗလာဖြစ်သွားခဲ့တယ်ချန်ပူယူမှာအဲ့ဒီလိုလူမျိုးရှိခဲ့တာလားကျွန်တော်အခန်းတကားအပြင်ဘက်မှာဝိညာဉ်အုပ်ထုတ်ခံထားရတဲ့ရုပ်သေးရုပ်တရုပ်လိုရက်နေမိခဲ့တယ်အဲ့ဒီနောက်မှာချန်ပူယူကခတိုးတိုးအင်းလို့ဖြေလိုက်တာကိုကြားလိုက်ရတယ်ငါတို့လမ်းခွဲခဲ့တုန်းကသူကငါ့ကို3နှစ်အချိန်ပေးဖို့ပြောခဲ့တယ်သူတခြားလူတွေနဲ့တွဲကြည့်ဖို့ကြိုးစားမယ်ငါလည်းအဲ့ဒီလိုပဲလုပ်တင်နေတဲ့တကယ်၍ငါတို့အချင်းချင်းသဘောကျနေတော့မဲဆိုရင်ပြန်တွဲကြမယ်တဲ့ငါသူဖြစ်ချင်တဲ့အတိုင်းလုပ်ပေးခဲ့တယ်အခု3နှစ်ရှိပြီငါစူးစမ်းရတာမောလာပြီးသူမကြခင်ပြန်လာတော့မှာပါတဲ့ကျွန်တော်မိုးကြိုးပစ်ခံလိုက်ရတယ်လို့ခံစားလိုက်ရပြီးတကူလုံးအေးဆက်သွားကလက်ဖျားတွေထိတုံရင်နေခဲ့တယ်လွန်ခဲ့တဲ့3နှစ်တာကာလအတွင်းကအဲ့ဒီလိုရင်းနှီးခဲ့တဲ့အခိုက်အတန့်တွေအားလုံးကျွန်တော်တို့အချင်းချင်းနားလည်မှုရှိကြတယ်လို့ကျွန်တော်ထင်ခဲ့တဲ့အချိန်တွေအားလုံးကသူမအတွက်တော့တခြားလူတစ်ယောက်ကိုစမ်းသက်ကြည့်တဲ့စမ်းသက်မှုတစ်ခုတက်ပါပဲဒါဆိုရင်သူ့ရဲ့စိတ်ဆိုးဒေါသကြီးတဲ့အကျင့်နဲ့ဖုံးရွှေတာတိသွားရင်ဘယ်လိုလုပ်မလဲလို့သူမစားမဆုံးခင်မှာပဲကျွန်တော်တိတန့်ခန်းရဲ့လေးလံတဲ့တကားကြီးကိုတွန်းဖွင့်လိုက်တဲ့အထဲမှာရှိတဲ့လူတိုင်းထိတ်လန့်တကြားနဲ့တကားစီကိုလှည့်ကြည့်လာကြတယ်ကျွန်တော်မျက်နှာတစ်ခုလုံးဖြူလျော်စွာနဲ့အဲ့ဒီမှာရက်နေခဲ့တဲ့အဓိကထိုင်ကုန်မှာထိုင်နေတဲ့အမျိုးသမီးကိုကျွန်တော်တေချာစိုက်ကြည့်နေမိခဲ့ပေမဲ့သူမကတော့ကျွန်တော်ရဲ့ရုတ်တရက်ပေါ်လာမှုပုံမှာဘာအံ့ဩမှုဒါမှမဟုတ်ထိတ်လန့်မှုကိုမှပြသခြင်းမရှိခဲ့ပါဘူးသူမကအမြဲတမ်းလိုပဲအေးဆက်ပြီးတည်ငြိမ်နေလုံးမှာပဲအကယ်၍သူမကကျွန်တော်ကိုနင်းနီလေးတောင်သဘောကျခဲ့မယ်ဆိုရင်အဲ့ဒီလိုတုံ့ပြန်မှုမျိုးရှိမှာမဟုတ်ပါဘူးကျွန်တော်သူမအနာကိုရှောက်သွားပြီးအဲ့ဒီမျက်နှာကိုတေချာကြည့်လိုက်တဲ့ချန်ပူယူနင်ငါ့ကိုဘာမှပြောစရာမရှိဘူးလားလို့မေးတော့ပြောစရာဘာမှမရှိပါဘူးနင်ကြားခဲ့တဲ့အတိုင်းပါပဲငါတို့ကပျော်ယုံတက်ပါနင်သိတယ်လို့ငါအမြဲထင်ခဲ့တာချန်လောဟန်ကနင့်ကိုလောင်းကြီးထက်ခဲ့တာလေအကယ်၍နင်ငါ့ကိုအနိုင်ရယူနိုင်ရင်သူ့ရဲ့ကားကိုတောင်တွေကဗစိန်ခံကားကိုမစိုးနင်ရွေးချယ်နိုင်တဲ့အကယ်၍ဒါကမလုံလောက်သေးရင်လို့ပြောရင်းနဲ့သူမရဲ့အိတ်ကက်ထဲကနေအနက်ရောင်ဘန်ကက်တစ်ခုကိုထုတ်ပြီးကော်ဖီဇက်ပွဲပေါ်ကနေကျွန်တော်စီကိုဖြည်းဖြည်းချင်းတွန်းပေးလိုက်တယ်ဒီထဲမှာတန်တရာရှိတယ်လွန်ခဲ့တဲ့3နှစ်အတွင်းမှာငါခိုင်းသမျှလုပ်ပေးခဲ့တဲ့အတွက်အဖိုးအခလို့သဘောထားလိုက်ပါအခုကစပြီးငါတို့လမ်းခွဲကြရအောင်တဲ့အဲ့ဒီလိုပြောပြီးတဲ့နောက်မှာတော့သူမထွက်သွားဖို့မတက်ရက်လိုက်တယ်ဒါပေမဲ့သူမကျွန်တော်ဘေးကနေဖြတ်သွားဒုတိယစက္ကန့်မှာပဲကျွန်တော်ရုတ်တရက်လက်လန်းပြီးသူမရဲ့လက်ကောက်ဝတ်ကိုတင်းတင်းကြပ်ကြပ်ဆွဲကိုင်းလိုက်တယ်ချန်ပူယူဒါပေမဲ့ငါကတန်ရောစင်တွဲမိသွားပြီလေလို့ပြောလိုက်တယ်အဲ့ဒီလိုပြောလိုက်တဲ့အချိန်မှာလွန်ခဲ့တဲ့3နှစ်အတွင်းမှာငါတို့ရှိခဲ့မှုတဲ့အခိုက်အတန့်တိုင်းကိုကျွန်တော်တွေးနေမိခဲ့တာဒါပေမဲ့သူမကတော့ခေါင်းခါယုံတင်ခါပြပြီးသူမရဲ့ဖုန်းကိုထုတ်ကကျွန်တော်စီကမ်းပေးလိုက်တဲ့ message တစ်ခုပေါ်လာပြီးရှီယူလုံဆိုတဲ့နာမည်ကကျွန်တော်မျက်စိရှိမှရှိနေခဲ့တယ်ပယူအခု3နှစ်ရှိပြီငါစူးစမ်းကြည့်ပေမဲ့ငါနင့်ကိုပဲချစ်နေတော့မယ်ငါတို့ပြန်တွေ့ကြရအောင်တဲ့အဲ့ဒီခိုက်တန့်မှာပဲကျွန်တော်ရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားတယ်လို့ခံစားလိုက်ရတဲ့ချန်ပီယူရဲ့မျက်ဝန်းတွေကစကရင်ပေါ်မှာခဏလောက်ရပ်တန့်သွားခဲ့ပြီးအဲ့ဒီနောက်မှာတော့ဖြည်းဖြည်းချင်းစီပဲကျွန်တော်ရဲ့လက်ကိုဖယ်ရှားလိုက်ပါတော့တယ်နောက်ထပ် movie recap တွေအတွက် follow ထားဖို့မမေ့နဲ့နော်